တခြားစဉ်းစားကြည့်ကျွန်တော်မြောက်ပလာလာနားမှာတော့မှနေပူကြီးထဲမှာပူရီကြီးဝတ်ပြီးတော့ရှောက်သွားနေတဲ့ကောင်တွေအများကြီးရှိသေးတာပဲဟုတ်တယ်မလားမပူကြဘူးလားဒီဇိုင်နာဘရန်တွေကစောက်သုံးဝင်တိုင်းဆောင်းရမ်းလုပ်တယ်ဆိုတော့ကျွန်တော်ဗီဒီယိုတွေကြည့်ဖို့အကုန်လုံးသိလိမ့်မယ်ဟိုကစောက်သုံးဝင်တဲ့ຢာတွေထုတ်စောက်ရမ်းကိုစောက်ပူတွေလုပ်ပြီးထုတ်ထားတဲ့ပစ္စည်းတွေအကုန်လုံးကို close တော့မှာဖြစ်ပါတယ်လက်ပြောမယ်လို့ထင်လားမထင်နဲ့ကျွန်တော်ပြောင်းလဲသွားပြီ okay ပထမဆုံးကျွန်တော်တို့အစကတော့လုံးဝ Balenciaga ဖြစ်နေမှာကိုရ Balenciaga ရဲ့ Zero Shoes ကထွက်လာတာမကြာသေးဘူးဒီကောင်းစီမှာ special features တွေလည်းအများကြီးပါတယ်ဖနက်ဆိုပေမဲ့ဖနက်လို့ပြောလို့မရဘူးဖနက်လို့သာပြောတာအောက်က soles တွေလည်းမပါဘူးချုပ်သားလည်းမပါဘူးကြိုးတွေဘာတွေဒီစိတ်တွေဘာမှမပါဘူးရှင်းပြောမယ်ဆိုလို့ရှိရင်တောင်းသားတော်လမ်းမှာရှောက်သွားနေတယ်လို့မျိုးပဲခြေပလိုင်းနဲ့ရှောက်သွားနေတဲ့ခံစားချက်မျိုးရအောင်ဖြစ်ပါတယ်ဒီကျန်ကိုထူးဆန်းတယ်သိတယ်ဒါပေမဲ့ brand က brand ပဲ Balenciaga is Balenciaga နောက်တစ်မျိုးကတော့ LV Apukinas LV Articapuchinas Articapuchinas LV Articapuchinas BBURS ဇာလီနဲ့မှမသိတော့ဘာနာမည်လဲရှုပ်ဖြတ်ခတ်နေရိုးရိုးတန်းတန်းနာမည်ပေးမင်းတို့လေဒီကောင် special features ကဘာလဲဆိုတော့ဒီကောင်ကကြည့်လိုက်ရင်လုံးဝရိုးရိုးတန်းတန်းအိတ်လေးပဲအားမဟုတ်ရိုးရိုးတန်းတန်းအိတ်လေးပဲဒါပေမဲ့ဒီကောင်းစီမှာခမရအိတ်ဝယ်ပြီဆိုလို့ရှိရင်အပူအနေနဲ့နှပြောသီးချိတ်လို့ရမယ်ပန်းသီးချိတ်လို့ရမယ်ဘုံသီးတွေပြီးနက်နက်သီးတို့ဒွင်းသီးတို့ပိန်းရသီးတို့အကုန်လုံးချိတ်လို့ရမယ်ပေါ့နော်တခုကိုဒေါ်လာ9000လား9000လားမသိဘူးပေါ့နော်တော့ကြမှာပဲဖြစ်ပါတယ်တကယ်လို့ခမရကအရင်ချမ်းသာကျင်တယ်ဆိုလို့ရှိရင်အိတ်လွယ်တိုင်းလိုက်ရှာပါပြီးကြရင်အိတ်ကိုမခိုးပါနဲ့အိတ် handmade ပစ္စည်းတွေကိုပဲဖြုတ်ခိုးပါခမချမ်းသာအောင်မှာဖြစ်ပါတယ် tip လေးတခုပေါ့နော်လိုချင်တယ်ဆိုလို့ရှိရင်ဘာအသီးလိုချင်လဲကောင်းမမှန်ခဲ့ပြီပါကျွန်တော်အိတ်သီးရအကုန်လုံးတီလာလန်းဈေးတဲ့နဲ့ဝယ်ပြီး give ပေးတော့မှာဖြစ်ပါတယ် okay ဟုတ်ကဲ့ item တစ်ခုအနေနဲ့ကတော့ကျွန်တော် Rick Owens inflatable boots ပဲဖြစ်ပါတယ်။ရဲ့ special features ကတော့ဒီကောင်ကလေထိုးပြီးမှဝတ်လို့ရတဲ့ဖက်နက်လေးတည်းရမှာဖြစ်ပါတယ်။ဒီမထိုးဘဲနဲ့ဝတ်လို့ရအောင်လေထိုးပြီးဝတ်မှာပိုလှတာပေါ့နော်။အဲဒါတော့မင်းမှာအကုန်လုံးသိတယ်ဒီကောင်ကြီးယောဂသိန်းနဲ့တူမနေဘူးလား။စင်ချောက်ယောဂသိန်းကြီးလို့ဖြစ်မနေဘူးလား။ဘာညာပြောကြမှာသိတယ်။ဒါပေမဲ့တမင်ကိုယောဂတဲ့ fight ပေးတာမင်း Rick Owens ရဲ့ show တွေကြည့်ဒီကောင်တွေအကုန်လုံးမျက်နှာမှာဖြူဖြူနဲ့သွေးမရှိတဲ့ရုပ်တွေလိုမျိုးကိုလမ်းလျှောက်နေကြတာယောဂတဲ့ fight ကိုတမင်ကိုပေးတာyou know ယောဂကိုပတ်စံနဲ့ဝယ်ရတာ by the way အဲ့ဒါကိုဝယ်ရဆိုလို့ရှိရင်ဒေါ်လာ4000ပေးရမယ်အဲ့ဒါဖက်နှက်ဝယ်လေဆိုလို့ရှိရင်ဒီကောင်ကလီထိုးဆက်လေးပါသေးတယ်ဘာဖြစ်လို့လဲဆိုတော့ဖက်နှက်ရဲ့အနောက်မှာလီထိုးရမယ်အပေါက်လေးပါတယ်အဲ့အပေါက်လေးကိုလီထိုးပြီးတော့စီရမှာဖြစ်ပါတယ်ဒီကနေ့လီထိုးဆက်လေးပြတ်သွားခဲ့ရဆိုလို့ရှိရင်တော့ပတ်စံနဲ့ကုန်းမဟုတ်ဘူးဗျာဟုတ်အဲ့မဲ့ brand brother ကိုဘာမှပြောလို့မရ Rick Owens ထုတ်တာဖက်နှက်မို့လို့စောက်ရမ်းကိုဈေးကြီးတဲ့ဖက်နှက်ဖြစ်နေတယ် Rick Owens မို့လို့စောက်ရမ်းဈေးကြီးနေတာ okay okay နောက်ထပ် item တစ်မျိုးအနေနဲ့ကတော့ Balenciaga ရဲ့ပတ်ချက်ရဲ့ layer dress ပဲဖြစ်ပါတယ်ခင်ဗျဒီကောင်ရဲ့ဒီပတ်ချက် layer dress ကကြတော့ကျွန်တော်တို့အင်ကြီးတစ်ထည်ဝယ်တယ်ဆိုလို့ရှိရင်လေးတယ်လက်ဆောင်ရမှာဖြစ်ပါတယ်ဘာဖြစ်လို့လဲအင်ကြီးကိုအောက်မှာတစ်ထည်ပြီးကြလို့ရှိရင်အပေါ်မှာတစ်ထပ်ထပ်ပေးထားတယ်ခါမှာတစ်ထည်ချိတ်ပေးထားတယ်အရှိမချိတ်လေးတစ်ထည်တွဲပေးထားတာပဲဖြစ်ပါတယ်ဆိုတော့တစ်ထည်ဝယ်လေးတယ်လက်ဆောင်ရမှာဖြစ်ပါတယ်နားလေတယ်ဘာတွေတွေးနေကြမလဲဟာငါတို့တော့စောင်းရင်ကြီးပူတာဘလို့ကမှလဲလဲတယ်ကြီးတော့ဘလို့ကြီးတော့ဒီဇိုင်းချရမှာလဲစောင်းရင်တူးဆန်းတယ် Balenciaga no brothers no တခြားစဉ်းစားကြည့်ကျွန်တော်မြောက်ပလာလာနားမှာတော့မှနေပူကြီးထဲမှာပူရီကြီးဝတ်ပြီးတော့ရှောက်သွားနေတဲ့ကောင်တွေအများကြီးရှိသေးတာပဲဟုတ်တယ်မလားမပူကြဘူးလားဒါ Balenciaga နော် brother 3-4 000နဲ့ Hudy မဟုတ်ဘူးအထင်မလွဲစေချင်ဘူးနော် brand တွေဆိုတာဘာလဲcollector တွေအတွက် item ကျွန်တော်တို့စောက်တော်သားတွေအတွက် item တွေမဟုတ်ဘူး okay နားလည်ဖို့အဲ့ဒါနောက်ထပ် item တစ်ခုအနေနဲ့ကတော့ keyboard fashion ပဲဖြစ်ပါတယ်ဒီနောက်ပိုင်းမှာအရင်ကိုဖြစ်စားလာတဲ့ fashion တစ်ခုပေါ့နော်ဒီကောင်မှာက special features ကဘာပါလဲဆိုတော့အများကလမ်းမှာသွားနေတဲ့ဟိုမှာ keyboard jacket ဝတ်ထားတယ် keyboard fashion ဝတ်ထားတယ်ခိုးခံရရိုက်ခံရလူခံရတခုဖြစ်သွားတယ်ဆိုလို့ရှိရင်တော့မှပဲခမရောက်ထိုးရတဲ့အတန်မထွက်ဘူးဘာဖြစ်လို့လဲဆိုတော့ခမရောက်ထိုးရင်အဲ့လိုမျိုး keyboard အတန်ပဲထွက်နေမှာမဟုတ်လို့ပါquality အနေနဲ့ကတော့ကျွန်တော်ပြောရမယ်ဆိုလို့ရှိရင် keyboard တွေကနေ keyboard တွေတစ်ခုချင်းစီဖြုတ်ပြီးတော့ကျွန်တော်တက်ပေးထားတယ်။ကိုယ်အနေနဲ့ကတော့ကျွန်တော်စင်ကော super glue လေးကိုသုံးပေးထားရပြတဲ့အပေါ်မှာအရန်ကိုကြန့်ခိုင်ပါတယ်။တော်တော်နဲ့တော့မပြုတ်ပါဘူးเนาะကျွန်တော်ရေလျှော်လို့လည်းရပါတယ်။ဘယ်လိုလျှော်ရမလဲမသိဘူးပေါ့နော်။ထိုက်တဲ့တစ်မျိုးကတော့ Balenciaga plastic ပဲဖြစ်ပါတယ်ဒီ Balenciaga plastic ကတော့လုံးဝကြီးတဲ့ချမ်းသာတထေးတွေပါတယ်တော့ထုတ်ထားတာပေါ့နော်ဂျီမီတို့ကအပြင်သွားတယ်ပါညာဆိုလို့ရှိရင်လေးတွေဖုန်နေမျက်နှာမှာထိတယ်မျက်နှာပြန်တိတ်ကမှစိုးရင်လည်းမလားအဲ့တော့ဒီကောင်ကဒီ plastic လေးစွပ်ပြီးသွားမယ်ဆိုလို့ရှိရင်အထဲမှာ private လေးလည်းနေလို့ရမှာဖြစ်ပါတယ်ဒီ model ရဲ့အကြည့်ကို show လိုက်ပါစောက်ချိုးမပြေတော့တွေ့ရမှာဖြစ်ပါတယ်အဲ့တော့အဲ့လိုကောင်တွေပဲဝတ်လို့ရတဲ့ plastic ပဲဖြစ်ပါတယ်နားလေဒီ plastic ကြီးငါတို့ကဘာဖြစ်လို့စွပ်ပြီးသွားနေရမှာစောက်ရွေးတွေမှာမဟုတ်တာဟုတ်တယ်မလား collector item brother blame လို့မရဘူး no blame
okay ကျွန်တော်တို့တကယ်လို့ Balenciaga ရဲ့ plastic ကိုလိုချင်တယ်မဝယ်နိုင်ဘူးဆိုလို့ရှင်ဘာလုပ်လို့ရလဲဆိုတော့ Atlantic Store ဆိုင်ကိုသွားပါ9ကိုကြီးဖြစ်ဖြစ်6တစ်ဖြစ်ဖြစ်ကြံကြောင်းကြီးဖြစ်ဖြစ်ဝယ်ပါဆွတ်လိုက်ပါ Balenciaga ဆိုပြီးရေးလိုက်ပါအဲ့ဒါဆိုလို့ရှင်ခင်ဗျားတို့ private လေးနဲ့ရှူလို့ရတဲ့ဟာတွေတခုရပါပြီဒါမဲ့တခုသတိထားပါအဲ့ plastic ဝယ်တဲ့ရင်ချီးမပေါက်မိသေးပါနဲ့အထက်မှာကိုယ်နဲ့ကိုတိုင်ပတ်ပါလိမ့်မယ် okay ပါOkay နောက်တဲ့ item တစ်ခုကတော့ rib gym ဖြစ်ပါတယ်ဒီဗီဒီယိုကြည့်ရင်လူချင်းမင်းတွေကဒူးပြဲတာတွေဝတ်ဖူးလိုက်မယ်ဒါမှမဟုတ်အိတ်ကပြဲတာတွေပါဝတ်ဖူးလိုက်မယ်နောက်အဲ့ဒါတွေဝတ်ကြတာယူနေပြီဆိုလို့ရှိရင်ကျွန်တော်တကူလုံးပြဲတာလေးရှိမယ် surprise တကူလုံးကိုပြဲနေပါဗျာလုံးဝဘလို့မဆိုနှိုက်လို့ချွတ်လို့ sorry ဝတ်လို့ကောင်းတဲ့ item လေးတစ်ခုပဲဖြစ်ပါတယ်ဒီကောင်ဝတ်မယ်ဆိုလို့ရှိရင်ဘာ facility ရှိလဲဘာအကျိုးရှိလဲဆိုတော့လေဝင်လေထွက်အရန်ကောင်းတယ်ခမကုတ်တာတွေရားတာတွေဖြစ်တယ်ဆိုလို့ရှိရင်ဘာမှဟိုလိုကုတ်เสียမလို့ခမလက်လေးတဲ့အထက်ကိုအသားလေးသူတို့လေးကုတ်ရုံပဲဘယ်နာမှာနေရာတကာမှာအပေါက်ကြီးအပြဲတွေနဲ့ပဲလာမှာโอเคအဲ့တော့ကုတ်လို့ပြုလို့လွယ်ပါတယ်တော်တော်လေးဝတ်လို့ကောင်းတဲ့အင်ဂျီလေးနဲ့ဘောင်းမီလေးပဲဖြစ်ပါတယ်နားလေတဲ့ဘာတွေတွေးနေမလဲဆိုတာအော်ဟိအောင်ကြီးဒီလောက်ကြီးပြဲနေတာညီပြီးပြဲနေတာမဟုတ်ဘူးလားစုပ်ပြတ်တက်နေတာပဲငါတို့မြန်မာနိုင်ငံကပတ်စံတောင်းလဲခေါ်တော့အဲ့လိုမဟုတ်ဘူးအဲ့တက်တော့ပူဆုပ်နေသေးတယ် no brotherဒီကောင်လေးကယူတနဲ့ဖျဲတာမို့ဟမ်းမိတ်အကောင်းပဂရီတိုင်းရှိတဲ့ပစ္စည်းတစ်ခုကိုစုပ်ပြတ်တတ်နေအောင်လို့အချိန်ကြီးအများကြီးပေးပြီးဖျဲတာကျွန်တော်အုံလို့ရလိုက်မမီလောက်တဲ့အရာတွေဈေးကြီးလဲပေးရတယ်ဘာဖြစ်လို့လဲအကောင်းပဂရီကိုစုပ်ပြတ်တတ်အောင်လုပ်လိုက်လို့ပိုပြီးဈေးကြီးသွားတာအဲ့ဒါကြောင့်ပြောတာဒီခေတ်ကြီးအကောင်းမဟုတ်ခေတ်ကြီးကစုပ်နေပြီ okay okay ဒီနေ့ဒီဗီဒီယိုလေးရဲ့ lesson လေးကဘာလဲဆိုတော့ brand ဆိုတာကဘာကြီးပဲဖြစ်နေပြောမယ်ဘာကြီးပဲဖြစ်နေ brand ဆိုတာ brand ပဲဘာမှတရှုပ်လို့မရဘူးဈေးကြီးတာမတက်နိုင်တာဝယ်တာ collector ကျွန်တော်စောက်တော့တာဘာမှမဆိုင်သွားဘူးအဲ့တော့ brand တွေဘာပဲလုပ်နေပြုံးပြီးပဲကြည့်နေပြလိုက်ပါဘာဖြစ်လို့လဲဆိုတော့ brand စ brand ကျွန်တော်တို့ပြောနေလို့ဘာမှဖြစ်သွားမှာမဟုတ်တဲ့အပေါ်မှာ okay ပါအဲ့တော့ video လေးအဆုံးထိကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်ကျွန်တော် MC ပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ခဲ့ပေးပါ TikTok လေးကိုလည်း follow လုပ်ခဲ့ပေးပါခင်ဗျာနောက်ထပ်ဘယ်လို content တွေထပ်ရိုက်ပေးအောင်မလဲဆိုတာလည်း comment မှာမှတ်ခဲ့ပေးပါခင်ဗျာ video လေးအဆုံးထိကြည့်ရတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်သဘောပေါက်တယ်နားလေတယ် brand တွေကိုရောင်းပြမယ်ဘာညာပြောပြီးတော့လုပ်နေတဲ့အကောင်လုံးဟာတာပြတဲ့ကြီးတစ်ခုလိုဖြစ်နေတယ်ကျွန်တော်လည်းမတက်နိုင်ဘူးကျွန်တော်အရှိတိုင်းချပြတယ်ဒါပေမဲ့ဒီကောင်လေးကဟာတာပြတဲ့ကြီးလိုဖြစ်နေတယ်တက်နိုင်ဘူး